ရာသီဥတုအေးအေးလေးမှာကြက်သားစုပ်ပြုတ်တောက်ချင်တာနဲ့ကြက်သားစုပ်ပြုတ်လေးလှုပ်တောက်ဖြစ်ခဲ့ပါတယ်လွယ်ကူရိုးရှင်းပြီးတော့အချိန်လည်းရမ်းမပေးရတဲ့အတွက်မိတ်ဆွေတို့လည်းလှုပ်စားကြည့်ပါနော်ပထမဆုံးကြက်သားတွေကိုရေနွေးဆူဆူထဲမှာထည့်ပြုတ်လိုက်ပါမယ်ထည့်ပြုတ်ထားပြီးသားကြက်သားတွေကိုအညီနဲ့နေပြောက်သွားအောင်လို့အရင်ဆုံးဆယ်ပြီးတော့ရေလေးနဲ့ပြန်ဆေးလိုက်တယ်ပေါ့နော်ကြက်သားတွေအားလုံးကိုဆယ်ပြီးပြီဆိုရင်တော့အိုးထဲမှာပဲပြန်ပြီးတော့ရေလေးခန်းသွားတဲ့အထိအပူပေးလိုက်ပါမယ်အစင်းသစ်လောက်ထားတဲ့ကျက်သွန်ဖြူချင်းစပလင်းနနက်မင်းအမြစ်တွေကိုလည်းပပလေးတွေလှီးထားလိုက်ပါမယ်စပလင်းကိုလည်းထောင်းထားလိုက်တယ်ပေါ့နော်ကျက်သွန်ဖြူလည်းဓာပြလေးရိုက်ပြီးတော့လှီးထားပေးလိုက်ပါမယ်ကျက်သားတွေကအရေးလေးတွေခံပြီးညှိနှံပြောက်သွားပြီဆိုရင်တော့ခုနတုန်းကအစင်းသစ်လောက်ထားတဲ့ကျက်သွန်ဖြူချင်းစပလင်းတို့ကိုထည့်ပြီးတော့မှွေပေးလိုက်ပါမယ်နော်ချက်သားတွေကညီနှံ့နေပျောက်သွားတဲ့အထိတေချာလေးမှွေပြီးပြီဆိုရင်တော့ရေလေးထည့်ပြီးတော့မှပဲငမြကြီးအကြည့်လေးတစ်စွန်းလောက်ထည့်လိုက်ပါမယ်ဒီထဲမှာတရကအရသာကိုအများကြီးထူးခဲ့အောင်မထည့်ထားဘူးပေါ့နော်လွယ်ကူကူနဲ့ရိုးရှင်းမဲ့ချက်တာဖြစ်တဲ့အတွက်လွယ်ကူတာလေးတွေပဲထည့်ထားပါတယ်ပြီးရင်တော့အနံ့လေးမွေးသွားအောင်ငြုတ်ကောင်းမှုတ်လေးထည့်လိုက်ပါတယ်ချက်သားမှုတ်တစ်မျိုးလေးနဲ့ထည့်ပြီးတော့ချက်ထားတာပေါ့နော်ချက်သားမုတ်လေးထည့်လိုက်ပါတယ်အနံ့လေးပိုမွေးသွားအောင်လို့ငြုတ်သီးစိမ့်လေး2တောင်လောက်ထည့်ပေးလိုက်ပါတယ်အရသာအနေနဲ့လည်းဆက်လေးဖြစ်သွားအောင်လို့ပါအားလုံးကိုတေချာနှက်ဆက်သွားအောင်မှွေပြီးပြီဆိုရင်တော့အရသာလေးမီးကြည့်လိုက်ပါမယ်ကိုလိုတဲ့အရသာလေးထပ်ပြင်ပြီးတော့စားလို့ရပြီပေါ့နော်ချက်သားတွေအားလုံးချက်ပြီးတော့အနက်မှွေးလာပြီဆိုရင်တော့တောက်လို့ရပါပြီဒီထဲကိုအရွက်လေးခတ်ပြီးတော့တောက်လဲရသလိုပဲပင်ပေါက်တို့တခြားအသီးရွက်တွေထည့်ပြီးတော့လဲစားလို့ရပါတယ်တရာကတော့ပဲပင်ပေါက်လေးခတ်ပြီးတော့စားမှာပေါ့နော်အနံ့လေးပုံမွေးသွားအောင်လို့နနမလေးမြများလေးအုပ်ပေးလိုက်ပါတယ်အခုဆိုရင်တော့အနံ့ရတာနဲ့ပြေဆုံးပြီးအရန်ကိုမှတောက်လို့ကောင်းတဲ့ချက်သားစွပ်ပြုတ်လေးရရှိသွားပါပြီရာသီဥတုအေးအေးလေးမှာအခုလိုမျိုးချက်သားစွပ်ပြုတ်လေးကလည်းအရန်ကိုမှလိုက်ဖက်တဲ့အတွက်တစ်ခေါက်လောက်တော့ချက်စားကြည့်ပါနော်တရာရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့မယ်နော်